ကျွန်တော်တို့ဘဝတွေမှာဒီသုံးချက်တာသိထားမယ်ဆိုရင်ကိုဖြစ်ချင်တဲ့ပန်းနိုင်တွေအများဆုံးရောက်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကိုဖြစ်ချင်တဲ့ຢာဒီပါလဲဆိုတော့ကျွန်တော်တို့ရဲ့ goal ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပန်းနိုင်ဖြစ်ပါတယ်။အဲ့ဒီပန်းနိုင်ကိုရောက်ဖို့ကကျွန်တော်တို့ရဲ့ action လို့ခေါ်တဲ့လှုပ်ဆောင်ခြင်းတွေလိုပါတယ်ကျွန်တော်တို့ပန်းနိုင်ရှိပြီဆိုရင် action ရှိဖို့လိုတယ်ဒီ action တွေရေရှည်သွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ evaluation လို့ခေါ်တဲ့မိမိကိုပြန်လဲသုံးသပ်ဖို့ပါအဲ့ဒီ number 3ချက်ကလည်းလိုပါတယ်ဒါကြောင့်မို့ number 1က goal လိုတယ်ပန်းနိုင်လိုပါတယ်ပန်းနိုင်ရှိပြီဆိုရင် action လိုတယ်နောက်တစ်ခုက evaluation လို့ခေါ်တဲ့ပြန်လဲသုံးသပ်ခြင်းဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ကိုယ်မှာအခုလက်ရှိဖြစ်ချင်တာတွေရှိပြီ goal တွေရှိပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒုတိယက action လိုက်ဖို့လိုတယ်ကိုဖြစ်ချင်တဲ့ပန်းနိုင်ကိုတောက်လျှောက်လုပ်သွားဖို့လိုတယ်ဥပမာ blogger တယောက်ဖြစ်ချင်လား blogger နဲ့ပတ်သက်တဲ့လိုအပ်တဲ့သင်တန်းတွေကိုတက်ဖို့လိုတယ်ကိုတိုင်းက action လို့ခေါ်တဲ့လှုပ်ဆောင်မှုတွေလုပ်ဖို့လိုတယ်ကိုကအိမ်ထဲကနေအိမ်ပြင်မထွက်ဘဲနဲ့ blogger ဖြစ်ချင်နေလို့မရအောင်ဒါကိုအနေနဲ့က travel blogger ဖြစ်ချင်တာပဲဖြစ်ဖြစ် food blogger ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုဖြစ်ချင်တဲ့အရာအတိုင်းကျွန်တော်တို့က action တွေယူဖို့လိုတယ်ပြီးလို့ရှိရင်အဲ့ဒီ action တွေရေရှည်သွားနိုင်ဖို့အတွက်ဆိုရင်မိမိကိုပြန်သုံးသပ်ပါလိုအပ်ချက်တွေအားနည်းနေတဲ့အရာတွေပြောင်းလဲရမယ့်အရာတွေအားသာချက်တွေအဲ့ဒီຢာတွေကိုသိအောင်လုပ်ပြီးတော့မှဆက်လက်ပြီးတော့ရေရှည်သွားနိုင်ဖို့အရေးကြီးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီ3ချက်ကမိတ်ဆွေတွေအကျိုးဆုံးရလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အကျိုးရှိတယ်ဆိုရင်ကူပြီးတော့ share ပေးပါအောင်မိတ်ဆွေများလည်းရှင်လန်းချမ်းမြေပါစေ